Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Pokidi Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြသွားမယ် Pokemon အကြောင်းကတော့ Snowlet Pokemon အကြောင်းပါ Snowlet နဲ့ပတ်သက်ပြီးကျွန်တော်လေ့လာပြီးတည်ထားသမျှအရာတွေကိုပြောပြသွားမှာမို့ဗီဒီယိုလေးကိုမြန်မြန်စလိုက်ရအောင် Snowlet Pokemon ဆိုတာဘာလဲSnowlet Pokemon ဆိုတာ Pokemon တွေထဲမှာအရန်နာမည်ကြီးတဲ့ Pokemon တစ်ကောင်လို့ပြောရင်လည်းမမှားပါဘူး။ဘာကြောင့်အရန်နာမည်ကြီးနေရတဲ့အကြောင်းရင်းနှစ်ချက်ကိုအရင်ပြောပြပါမယ်။ပထမတစ်ချက်ကသူ့ရဲ့အရန်ကိုကြီးမားတဲ့ body ခန္ဓာအကြောင်းပါ။ဒုတိယတစ်ချက်ကအမြဲတမ်းအိတ်နေတတ်တဲ့သူ့ရဲ့ပုံစံဒီနှစ်ချက်ကြောင့်အရန်နာမည်ကြီးပြီး Snowlet က Pokemon fan တွေရဲ့ favorite Pokemon တစ်ကောင်ဖြစ်လာခဲ့ပြီးနာမည်ကြီးလာတာပါ။ခမားလည်းနာမည်ကြီးအောင်သူ့လိုလိုက်မိတ်ပါနဲ့သူဟာသူခမားပါဘာမှမသက်ဆိုင်ပါဘူးပြန်မချစ်တော့တဲ့သူမလို့ပေါ့နံပါတ်1 Snowlet ကိုတွေ့ရတတ်တဲ့ဒေတာ Snowlet ကို Pokemon Theory အရဒေတာတော်တော်များများမှာတွေ့နိုင်တယ်ဆိုပေမဲ့အများဆုံးတွေ့ရတတ်တဲ့နေရာကတော့ကန်တိုဒေတာမှာပဲအတွေ့များတာပါနံပါတ်2 Snowlet ကဘယ်လိုနေရာတွေမှာနေလဲ Snowlet ကိုများသောအားဖြင့်တောတယ်တောင်တွေနာမြက်ခင်းကြီးတွေရေကန်နီးနာစတဲ့အေးစီးစီးနဲ့ချီးလူကောင်းမဲ့နေရာလေးတွေမှာအိတ်နေတဲ့ပုံစံနဲ့တွေ့နိုင်ပါတယ်ဒီလိုလေးပါစကားမဆက်ကျွန်တော်အမြင်ပြောရရင် Pokemon တွေထဲမှာ Snowlet ကချေးပြစ်လုံးတဲ့ Pokemon တစ်ကောင်လို့ထင်မိပါတယ်ခင်ဗျားတို့ရဲ့အမြင်ကိုလည်း comment မှာရေးပေးသွားကြပါဦးနံပါတ်3 Snowlet ရဲ့အခြေခံအချက်လက် Snowlet ဟာ Pokemon type 18မျိုးတွေကမှ energy တစ်ခုဖြစ်တဲ့ normal ကိုပိုင်ဆိုင်ထားတဲ့ Pokemon တစ်ကောင်ပါနောက်ပြီးSnowlet ရဲ့ Pokédex စီးရင်နံပါတ်က143ကောင်မြောက်ဖြစ်ပြီးအမျိုးအစားကတော့အိမ်မက်တဲ့ Pokemon တစ်ကောင်ပါဒီမှာပြောသွားတာကိုထပ်ပြီးရှင်းပြရရင် Movie Series တဲ့က Pokemon တွေကိုပဲရည်ရွယ်ပြောတာဖြစ်လို့အပြင်ကဘာနဲ့မနိုင်တော့ပါဘူးအရက်က1.1 မီတာရှိပြီးအလေးချိန်ကတော့460 ကီလိုဂရမ်လေးပါတယ် Oh my god 460 ကီလိုဂရမ်ဆိုတာစံအိတ်9အိတ်စာကြော်လောက်နဲ့ညီမျှပါတယ်နောက်ပြီး Original မူလ150ကောင် Pokemon ထဲမှာ Snowlet ကအလေးချိန်များဆုံး Pokemon တွေရဲ့တစ်ကောင်မှဒီမှာ Snowlet နဲ့မဆိုင်ပေမဲ့151 Pokemon ဆိုတာကိုနည်းနည်းရှင်းပြခဲ့ပါမယ်151 Pokemon ဆိုတာပထမဆုံး Pokemon ဇာတ်လမ်းကိုစတင်ခဲ့တဲ့အချိန်ဒီ Pokemon 151ကောင်နဲ့ပထမဆုံးစတင်ခဲ့တာမလို့ Pokemon တွေရဲ့ရှေ့အကျဆုံးမူလ Pokemon 151ကောင်ဖြစ်လူသိများသလို Pokemon တွေရဲ့ Generation 1 Pokemon တွေဖြစ်ခဲ့လို့ဘယ်အချိန်မှဖြစ်ဖြစ်ပြန်ကြည့်လိုက်တိုင်းမှာကျွန်တော်ပါဝင်ခင်ဗျားတို့ရဲ့ငယ်ဘဝကိုပါပြန်သတိရစေပါတယ်နံပါတ်4 Snowlet Design Snowlet ဆိုတဲ့ Pokemon ကိုတကယ်အပြင်လောကက enemy တရိတ်ဆန်3ကောင်ကိုအတူယူပြီးဖန်တီးထားတာပါဒီကောင်တွေကဘီယာဝက်ဝွန်ပန်ဒါနဲ့ slot မြောက်တို့ပါဒီလိုအိတ်ချင်စိမ့်များတဲ့ animal တရိတ်ဆန်တွေကိုအတူယူပြီးဖန်တီးထားတာပါတေချာစဉ်းစားကြည့်ရင်စားမယ်အိတ်မယ်နှေးတယ်ဒီ3ချက်ကိုအတူယူထားတာပါစကားမဆက် Snowlet မှာဂျပန်နာမည်လှလှလေးလည်းရှိပါတယ်ဒီနာမည်ကကာပီကွန်လို့ခေါ်ပါတယ်နံပါတ်5 Snowlet ဖြစ်တည်မှု Snowlet ဟာအခြား Pokemon တွေနဲ့မတူပါဘူးဘာလို့လဲဆို Snowlet ရဲ့ဖြစ်တည်မှုကစိတ်အေးချမ်းတဲ့ရမဖြစ်ချင်ဘူးအစားရမ်းကြိုက်တယ်အိပ်ရကြိုက်တယ်ဒီလောက်ပါပဲထူထူးကတော့ဘာမှမရှိပါဘူးခင်ဗျားတို့လူဖြစ်ရတာကမှပင်ပန်းနေပါသေးတယ်ဒါပေမဲ့စိတ်ဆိုးသွားရင်တော့ဒေါသရမ်းထွက်ပြီး powerful ရမ်းဖြစ်လို့အရန်အောင်ကြမ်းပါတယ်ဒါကြောင့်ကျွန်တော်တို့အပြင်လောကကတရိတ်ဆန်ဥယျာဉ်တွေကိုသွားရင်အနေအများတဲ့ကောင်တွေဆိုမစားရဆိုတဲ့စာလေးတွေကတ်ထားပေမဲ့ခမားပါဝင်တော်တော်များများစားကြမှာပါဒါပေမဲ့ခမားဆေးဖြစ်ပါတယ်ဒီ Snowlet သာအပြင်မှာရှိခဲ့ရင်တော့ခမားကိုမစားဖို့ပဲအကြံပေးခဲ့ကြပါတယ်နောက်ဆက်တွဲကိုကိုယ့်ဘာသာကိုယ်ပဲဆက်တွေးလိုက်ပါနံပါတ်6 Power and Strength စွမ်းအားနဲ့ခွန်အား Snowlet မှာထင်ရှားတဲ့တိုက်ကွက်တွေက1 Body Slam နံပါတ်2 Headbutt နံပါတ်3 Mega Kick နံပါတ်4 Mega Punch နံပါတ်5 Hyper Beam နံပါတ်6 Ice Punch နံပါတ်9 Tackle နံပါတ်8 Protect
နံပါတ်9 rest ဒီ9မျိုးထဲမှာ hyperbane ကတော့ Snorlax ရဲ့အကျန်းဆုံး powerful ဖြစ်လူသိများသလို hyperbane 3နဲ့ Snorlax ရဲ့အပိုင်းတွေက movie series ထဲမှာအရန်အောင်မိုက်ပါတယ်နောက်တစ်ခုက strength ခွန်အား Snorlax ကို cute Pokemon ချစ်စရာကောင်းတဲ့ Pokemon လို့ထင်ကြပေမဲ့ဗဒင်မှာတော့တကယ်တန် monster ကြီးပါ body ကြီးကရန်အောင်ကြီးရဲ့အတွက် damage အများကြီးကိုလည်းခံနိုင်ရှိပါတယ်ပြီးတော့အခြား power တွေကိုမသုံးပဲ Snorlax ရဲ့ငကိုခွန်အားလည်းဖြစ်တဲ့ body slam တစ်ချက်တည်းနဲ့တင်ပြိုင်ဘက် Pokemon ကိုအမှောက်သိမ့်နိုင်ပါတယ်ခုခံတဲ့အပိုင်းမှာလည်းရှေ့မှာပြောခဲ့သလိုတိုက်ခိုက်မှုတော်တော်များများကိုခံနိုင်လို့ပြိုင်ဘက်ရဲ့ heavy attack တိုက်ခိုက်မှုကြီးကိုပါခံနိုင်ပါတယ်ဒီကြားထဲ Snorlax ရဲ့တိုက်ခိုက်မှုတွေကတစ်ခုဖြစ်တဲ့ rest မှုကိုသုံးပြီးတော့ဗတဲထဲမှာအိပ်ပြီးတော့ခွန်အားကိုပြန်ပြည့်အောင်လုပ်နိုင်ပါတယ်အခုပြောသွားတဲ့ထဲမှာအားသာချက်တွေလည်းပါပါတယ်မသိလိုက်တဲ့သူတွေအတွက်ထည့်ပြောပေးတာပါနံပါတ်9အားနည်းချက်Snorlax ဟာ normal type Pokemon ဖြစ်လို့ fighting type Pokemon တွေဖြစ်တဲ့ဥပမာ Machamp နဲ့ Lucario တို့လို့ဆို Snorlax ကိုပြတ်တက်နိုင်တယ်လို့ပြတ်တက်မနိုင်ဘူးဆိုရင်တော့ဒီ fighting type Pokemon တွေက damage တော်တော်များများပေးနိုင်လို့ Snorlax အတွက်တကယ်ကိုစိတ်ချုပ်စရာကောင်းတွေပါနံပါတ်10 evolution ဆင့်ကဲပြောင်းလဲခြင်း Snorlax ဆိုတဲ့ Pokemon မဖြစ်ခင်မှာသူ့ရဲ့ရှိမှာ Stage 1 ဆင့်ရှိပါတယ် Stage 1 ဆင့်1မှာတော့ဒီကောင်လေးပါဒီကောင်လေးကို Machamp လို့ခေါ်ပါတယ်ဒါပြီးရင်တော့ Stage 2 Snorlax ပါဒီနေရာမှာ Machamp က Snorlax ပုံစံပြောင်းမှုဆိုရင် Machamp က baby version ဖြစ်လို့ friendship မြင့်လာရင် Snorlax ဖြစ်လာပါတယ်နံပါတ်9 Pokemon history Pokemon series ရဲ့အကချန်ရဲ့ Snorlax ကရအောင်တန်မာတဲ့ Pokemon တစ်ကောင်လို့ Pokemon fan တွေကအခုတည်းကပြောနေကြပါတယ်နံပါတ်10 interesting fact စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တနေ့ကိုအစာအများကြီးစားပါတယ်ဘလောက်တောင်များလဲဆို Pokédex မှာ Snorlax ကတနေ့ကို400 kg လောက်စားနိုင်တယ်လို့ပြောထားပါတယ်နောက်တစ်ခုကလမ်းပိတ်ပြီးအိတ်နေတာကလည်း Snorlax ရဲ့ကြော်ကြားမှုတစ်ခုပါပဲဘာလို့လဲဆိုဒီလိုတရားနဲ့လမ်းတွေပေါ်မှာအိတ်နေတာ Pokemon ထိန်းတာတွေနဲ့အခြားလူတွေကိုတားလို့ဖြစ်နေတာကြောင့်သူ့ကိုဖယ်ဖို့ကို Pokemon တစ်ကောင်နဲ့တိုက်ရှင်တဲ့ trainer တွေရှိနေတဲ့အတွက်အဲ့လိုအိတ်နေတာကိုက Snorlax ကိုကြော်ကြားစေတာပြီးတော့ fan favorite ဘာကြောင့်ဖြစ်နေရလဲဆိုတော့ cute funny strong ချစ်စရာကောင်းတဲ့ရည်ရတယ်ပြီးတော့တန်မာတဲ့ Pokemon ဖြစ်လို့ Pokemon fan တွေကကြိုက်ကြတာပါစကားမဆက်တစ်ခုလောက်ထပ်ပြီးပြောခဲ့ပါမယ်ဘာလဲဆိုတော့ Snorlax ကမျိုးနဲ့ယူနဲ့ကိုစားတာပါ Snorlax မပြောင်းခင်သူ့ရဲ့ Stage 1 ဆင့် Machamp တွေကတာစားတာပါဘာမဆိုခွင့်လွှတ်ပေးနိုင်ပေမဲ့အစားနဲ့ပတ်သက်ရင် no ပါကဲဒီလောက်ဆို Snorlax ကြောင်းလည်းတိလောက်ပြီးထင်ပါတယ်နောက်ဗီဒီယိုမှာတော့အကောင်တီးတီးနဲ့ချစ်စရာကောင်းပြီးတနာစရာလည်းကောင်းတဲ့ brother တယောက်တောင်းဆိုထားတဲ့ Cubone Pokemon အကြောင်းကိုပြောပြသွားမှာမို့ကျွန်တော်ရဲ့ Poketee channel လေးကို subscribe လုပ်ထားဖို့နဲ့ TikTok မှာဆို follow နှိပ်ထားခဲ့ဖို့အတိပေးခဲ့ကြပါတယ်ဆိုတော့ကျွန်တော်တို့ဗီဒီယိုလေးကိုလောက်ပါပဲနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ် Snorlax.